မင်္ဂလာပါလူအုံနောက်ရဲ့စွမ်းအားဟာကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုစွမ်းထက်ပါတယ်အာယုံကြောသိပ္ပံပညာရှင်တွေကတော့လူတစ်ယောက်ရဲ့အုံနောက်ဟာပုံသေးမဟုတ်ပဲအမြဲတမ်းပြောင်းလဲနေတယ်လို့ဆိုပါတယ်အဲ့ဒီပြောင်းလဲမှုကိုဖြစ်စေတဲ့အဓိကသောချက်ကတော့အတွေးပါပဲအတွေးပြောင်းရင်ဘဝပြောင်းတယ်ဆိုတာစိတ်ကူးရင်စကားမဟုတ်ကြောင်းကိုဒီနေ့ကျမအထောက်ထားတွေနဲ့တကွဝေမျှပေးခြင်းပါတယ်နံပါတ်1အာယုံကြောသိပ္ပံ neuroscience ရှုထောင့်မှကြည့်ခြင်းလူအုံနောက်ဟာအမြဲတမ်းပြောင်းလဲနိုင်စွမ်းရှိပါတယ်။သင်ဟာအတွေးတစ်ခုကိုထပ်ခါတလဲလဲတွေးနေတဲ့အခါအုံနောက်ထဲမှာအာယုံကြောလမ်းကြောင်း neural path တစ်ခုဟာပုံမအားကောင်းလာပါတယ်။ဒါကိုအာယုံကြောသိပ္ပံမှာ neurons that fire together wire together လို့ခေါ်ပါတယ်။ဆိုလိုတာကအတွေးတစ်ခုကိုမကြာခဏအသုံးပြုလေအုံနောက်ကအဲ့ဒီလမ်းကြောင်းကိုပိုပြီးကျွမ်းတဝင်ရှိကအလိုလျောက်သုံးဆွဲလာလေပါပဲဥပမာအတွေးဟောင်းငါကအရှုံးသမားပဲငါဘဝကဒီလောက်ပါပဲဆိုတဲ့အတွေးမျိုးကိုနှစ်ပေါင်းများစွာတွေးနေမိရင်အုံနောက်ထဲမှာဒါဟာအလိုလျောက်ပွင့်နေတဲ့အမြန်လမ်းမကြီးတစ်ခုဖြစ်သွားပါတယ်ဘာပဲဖြစ်ဖြစ်စိတ်ကအဲ့ဒီလမ်းကြောင်းစီကိုပဲအရင်ရောက်သွားတော့တာပါပဲအတွေးတစ်ကိုပြိုးထောင်ခြင်းဒါပေမဲ့အတွေးတစ်တစ်ခုကိုသတိရှိနဲ့မွေးမြူလိုက်မယ်ဆိုရင်ဥပမာငါစူးစမ်းရင်တိုးတက်နိုင်တဲ့အခုကမအောင်မြင်သေးတာပဲရှိသေးတာအုံနောက်ရဲ့ neuroplasticity ပြောင်းလဲနိုင်စွမ်းကြောင့်အာယုံကြောလမ်းကြောင်းအသစ်တစ်ခုစတင်ဖြစ်ပေါ်လာပါတယ်ဒီအတွေးတစ်ကိုသာထပ်ခါတလဲလဲလေ့ကျင့်ပေးရင်အဲ့ဒီလမ်းကြောင်းကပိုမြန်လာမယ်ပိုကျယ်လာမယ်နောက်ဆုံးမှာတော့အတွေးဟောင်းလမ်းကြောင်းထက်အတွေးသစ်ရဲ့အဝေးပြေးလမ်းမကြီးကိုအုံနောက်ကပိုမိုအသုံးပြုလာပါလိမ့်မယ်အနှစ်ချုပ်အတွေးပြောင်းလဲခြင်းဆိုတာစိတ်ကူးရင်ယုံတတ်မဟုတ်ပဲအုံနောက်ရဲ့ရုပ်ပိုင်းဆိုင်ရာတိဆောက်ပုံကိုပါပြောင်းလဲစေနိုင်တဲ့လက်တွေ့ကျတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်နံပါတ်2ဘဝရဲ့ကဏ္ဍအသီးသီးမှာဘလို့အလုပ်လုပ်တယ်လဲကာကြီးငွေကြေးနဲ့အလုပ်ကိုင်အတွေးဟောင်းငွေဆိုတာရှားတယ်ငါကစင်းရဲမဲ့သူပဲဒီတွေးတွေကတင့်ကိုလုံခြုံရာအလုပ်မှာပဲပိတ်မိနေစေပြီးအခွင့်အလမ်းအသစ်တွေကိုမမြင်အောင်ကွယ်ထားတတ်ပါတယ်အတွေးသစ်ငွေဆိုတာတန်ဖိုးဖန်တီးမှုရဲ့ရလဒ်ပဲဒီလိုတွေးလိုက်တဲ့အခါသင်ဟာကျွမ်းကျင်မှုအသစ်တွေသင်ယူလာမယ်အခွင့်အလမ်းရှာလာမယ်ရလဒ်အနေနဲ့ငွေကြေးအခြေအနေဟာအမှန်တကယ်ပြောင်းလဲလာပါလိမ့်မယ်ခခွေးဆက်ဆံရေးအတွေးဟောင်းဘသူကိုမှမယုံနဲ့ဒီအတွေးကတင့်ကိုတန်တရားဝင်စေပြီးလူတွေနဲ့ဝေးကွာစေပါတယ်အတွေးသစ်ယုံကြည်မှုနဲ့ဆက်ဆံရင်ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်တဲ့ဒီအတွေးကတင့်ကိုပွင့်လင်းလာစေပြီးပုံမနှက်ဆိုင်တဲ့လူမှုဆက်ဆံရေးတွေကိုဖန်တီးပေးပါတယ်။ငွေကျမ်းမာရေးအတွေးဟောင်းငါမျိုးရိုးမှာယောဂရှိလို့ငါလည်းဖြစ်မှာပဲဒီအတွေးကကိုပြစ်ထားမိစေပါတယ်။အတွေးသစ်မျိုးရိုးကဖြစ်နိုင်ခြေရှိုံပဲငါရဲ့နေထိုင်မှုပုံစံနဲ့ထိန်းချုပ်နိုင်တဲ့ဒီလိုတွေးလိုက်တာနဲ့အစားအသောက်လေ့ကျင့်ခန်းနဲ့ကျန်းမာရေးကိုဂရုစိုက်လာပြီးယောဂဗျက်ကင်းဝေးလာမှာပါ။နံပါတ်3လက်တွေ့လှုပ်ဆောင်နည်းအတွေးကိုဘလို့ပြောင်းမလဲအတွေးပြောင်းတာဟာပျော်နေပါလို့ကိုပြောယုံနဲ့မရပဲလေ့ကျင့်ခန်းတစ်ခုလိုစနစ်တကျလှုပ်ဆောင်ရပါတယ်။သတိပြုစောင့်ကြည့်ခြင်း mindfulness ကိုအတွေးကိုအဝေးကနေကြည့်ပါအခုငါမတက်နိုင်ဘူးလို့တွေးနေမိပါလားဆိုတာကိုသတိထားမိတာဟာပထမဆုံးအောင်မြင်မှုပါ။ပြန်လည်စစ်ဆေးခြင်းဒီအတွေးကတကယ်ပဲအမှန်တရားလားငါ့ကိုအားပေးသလားဒါမှမဟုတ်အားငယ်စေသလားပြန်လည်သတ်မှတ်ခြင်း reframing အတွေးဟောင်းကိုပုံမအပြုသဘောဆောင်တဲ့အတွေးနဲ့အစားထိုးပါငါကြရှုံးခဲ့တယ် right error ငါသင်ခန်းစာတစ်ခုရခဲ့တယ်သူကငါ့ကိုစိတ်ဆိုးအောင်လုပ်တယ် right error ငါဘလို့တုံ့ပြန်မလဲဆိုတာငါကိုယ်တိုင်ရွေးချယ်နိုင်တဲ့ထပ်တလဲအားဖြည့်ခြင်းအတွေးသစ်နဲ့ကိုက်ညီတဲ့တင်းငယ်တဲ့လုပ်ရက်တစ်ခုကိုနေတိုင်းလှုပ်ဆောင်ပါနံပါတ်4နှဆိုင်တဲ့တနည်းကအမြင်ရှေးဟောင်းပညာရှိတွေပြောတဲ့ you are what you think ဆိုတာဒီသဘောပါပဲဘာသာရေးတသနာနဲ့စိတ်ပညာအားလုံးမှာတူညီတဲ့အချက်ကအဖြစ်ပြက်တွေကကိုယ့်ဘဝကိုမဆုံးဖြတ်ဘူးအဲ့ဒီအဖြစ်ပြက်အပေါ်ကိုကဘလို့တွေးသလဲဆိုတာကသာကိုယ့်ဘဝကိုဆုံးဖြတ်တာပါသတိပြုရန်အတွေးပြောင်းလိုက်တာနဲ့ဘဝကချက်ချင်းမော်ဆန်စွာပြောင်းလဲသွားမှာမဟုတ်ပါဘူးဒါဟာကိုယ့်အတွေးရဲ့သခင်ဖြစ်ဖို့နေတိုင်းလေ့ကျင့်ရမယ့်ခရီးတစ်ခုပါစိတ်ညစ်ရတဲ့နေ့တွေအတွေးဟောင်းတွေပြန်ဝင်လာတဲ့နေ့တွေရှိနိုင်ပေမဲ့ဆက်လက်လေ့ကျင့်နေသမျှသင်ဘဝလမ်းကြောင်းဟာအမှန်တကယ်ပြောင်းလဲလာမှာဖြစ်ပါတယ်ဘဝကိုအကောင်းဆုံးပုံဖော်ခြင်းရင်အရင်ဆုံးကိုယ့်အတွေးကိုအကောင်းဆုံးပြင်ဆင်ပါဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့ဦးအခုလိုမျိုးကိုမြင့်တင်ပေးမဲ့အစီအစဉ်ကောင်းတွေကိုအမြဲကြည့်ချင်နေဆိုရင်တော့
ကျမရဲ့ channel ကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးပဲအတွေ့အသစ်ဘဝသစ်နဲ့ပျော်ရွှင်နိုင်ကြပါစေရှင်